စောင်းနှောင်းခဲ့ပြီးရှင်ငိမ့်မယ်ဝရန္တာမလှမ်းကြည့်လိုက်လျင်ရေငွေ့မြူငွေ့တို့လွှမ်းခြုံနေသောငမိုးရိပ်ချောင်းရည်တို့ကိုမြင်ရ၏စောင်းငွေ့နှင့်ຫນွေငွေ့တို့သည်စီးနှင်းမြူနှင်းတို့အဖြစ်ချောင်းထက်တွင်လွှမ်းခြုံလျက်ချောင်းမျက်နှာပြင်နီးနီးတွင်စောင်းငွေ့တို့သည်တိတ်တိတ်တီးတီးအထက်ခက်ဝေးဝေးတွင်ຫນွေငွေ့တို့ကတရွေ့ရွေ့နှင့်လွင့်ပါလျက်အေးဆက်နေသောလက်အစုံကိုနေအောင်တွင်မှောက်တချီလှန်တလဲ့လှမ်းနေရမှချောင်းမျက်နှာစာကိုကြည့်မိသည်နေထွက်လာကြောင်းကိုအငွေ့ပြန်စပြုတ်နေသောချောင်းမျက်နှာပြင်ကတက်တည်ခံနေသည်ဖြူဖြူဖွေးသောရေတံငါတို့မလာသည်အိတ်တန်းကစင်းသက်ချိန်မရောက်သေးဟန်ချောင်းထဲတွင်သူတို့မရှိခြင်းကချောင်းရည်ကိုအထီးကျန်စေသည်သူတို့သည်ချောင်းရည်ထက်ရှိအမိုက်တရိုက်ဒိုက်တရောတို့အပေါ်ဝဲခိုကအစာရှာတတ်ကြသည်သူတို့ဤငါးဖန်းဟန်ကဖြူဖြူဖွေးဖွေးကိုဟန်နှင့်အညီတက်တောင့်တက်တာရှိလာသည်ရေတက်ချိန်တွင်တလှုပ်လှုပ်စီးနေသောချောင်းရည်နှင့်အတူလိုက်ပါနေသဖြင့်ထို့သို့ဖြစ်နေဟန်တူပါရဲ့ဟုတွေးမိပြန်သည်သူတို့အတွက်ချောင်းရည်ကဝမ်းတထွာအတွက်အားထားရာနေရာပင်ချောင်းမျက်နှာပြင်တွင်ရေငွေ့မြူငွေ့တို့ကင်းစင်စာပြုတ်ချိန်မတော့ပူနွေးသောအလင်းရောင်စအနာတချို့ကချောင်းတစ်လျှောက်နေရာယူလိုက်သည်အုတ်ဩတံပေးကခလန်းလန်းမှလာနေသောတဲတင်ရင်တစည်းကိုမြင်ရပြီရေချိန်မှတ်မြုပ်လူနီးပါတဲများကိုတင်ဆောင်လျက်ချောင်းတစ်လျှောက်သူ့အလုပ်ကိုသူမလှုပ်တလုံးနှင့်လုံးလျက်ရှိသည်သူ့နောက်မှတံပန်ငယ်ကလေးသည်လည်းတဲတောင်ကြီးကိုတင်ကမနိုင်ဝန်ထမ်းလျက်တလန်းချင်းလိုက်လာပြန်သည်နောက်မှလေကလေးကလည်းခရီးသည်တချို့ကိုထမ်းလျက်လေပေါ်တွင်စားအိုးစားခွက်အပြည့်အစုံနှင့်တရွာမပြောင်းသူကောင်းမဖြစ်သူများအစုအသင်းဖွဲ့လျက်ဝမ်းစာရှာရန်စကြက်ပြောင်းဟန်တူပါသည်သူတို့လည်းရေတံငါတို့နှင့်မချရေအလားတွင်စီးမျောပြီးတနေရာမှတနေရာသို့လှည့်လည်ရရှာသည်ထင်စပားရိတ်ချိန်တန်မာတော့လေတလင်းပြောက်ကွင်းတို့ကြောင့်အိုးပြောက်အိမ်ပြောက်ခြေဦးတဲ့ရာလှည့်လည်မှွေနောက်နေကြရဟန်ရေမျက်နှာပြင်ထက်ကနှင်းဝေဝေဝါးဝါးတွေကြားမှာသူတို့တွေလည်းအနာဂတ်ရှိရာသို့စံတဝါဝါအမောင်ထဲမှာလမ်းပြောက်ခဲ့ရင်အလင်းရောက်တော့ထွက်ပေါက်တွေ့တဲ့ချောင်းတစ်လျှောက်ကသူတို့တွေလမ်းမပြောက်ပါစေနဲ့ချောင်းရည်စည်းကလမ်းပြလို့သူတို့ကိုတည်ဆောင်သွားပါစခန်းမှန်လမ်းမှန်ရောက်အောင်ပို့ဆောင်ပေးပါမြင်ကွင်းမှပျောက်ကွယ်သွားသောလေနာဝါတစုကသူ့ကိုနှုတ်ဆက်ခြင်းမရှိပေမဲ့ပူနွေးစာပြုတ်နေတဲ့လက်အစုံကိုအားပါတရားမြောက်ပြီးသူနှုတ်ဆက်လိုက်ပါတယ်နေ့တနေ့ရဲ့အစမှာနှင်းမုံတွေကြားတိုးဝင်သွားသူတွေကိုကြောခိုင်းလိုက်သည်နှင့်သူမျက်နာမူရာအရက်ကသူ့ဘဝသူ့အနာဂတ်သူ့ခရီးလမ်းပင်တကားကိုဖွင့်ပြီးအိပ်ဆက်နေသောအခန်းထဲသို့ဝင်လိုက်သည်နှင့်ဒီချေကြီးလာပြီဟူသောအတန်ဆာဆာကသူ့ကိုနှွေးနှွေးထွေးထွေးစီးကြိုနေပေလိမ့်မည်